အောင်မြင်မှုဆိုတာတညတည်းနဲ့ရလာတဲ့အရာမျိုးမဟုတ်ပါဘူးဒါဟာနေ့စဉ်ပြုလုပ်တဲ့အလေးအကျင့်လေးတွေရဲ့ရလဒ်ပဲဖြစ်ပါတယ်အောင်မြင်သူတိုင်းမှာတူညီတဲ့ရိုးအချက်တစ်ခုရှိပါတယ်အဲ့ဒါကတော့သူတို့ရဲ့နေ့စဉ်လှုပ်ဆောင်မှုတွေပါပဲပထမဆုံးအချက်ကတော့စောစောထွေခြင်းပါမနက်ခင်းရဲ့ tip စိတ်မှုဟာတင့်ကိုတနေ့တာအတွက်အာယုံစိတ်မှုအကောင်းဆုံးရစေပါတယ်လူအများစုမနှိုးခင်မှာတင့်ဟာတင့်ရဲ့လုပ်ငန်းဆောင်တာတွေကိုစတင်ပြင်ဆင်နိုင်နေပါပြီဒါဟာတင့်အတွက်အချိန်ပိုရရှိစေပါတယ်ဒုတိယအချက်ကတော့နေ့စဉ်ပိုင်းတိုင်းတွေတတ်မှတ်ခြင်းပါတင်ဒီနေ့ဘာတွေပြီးအောင်လုပ်မယ်ဆိုတာကိုရှင်းရှင်းလင်းလင်းသိထားဖို့လိုပါတယ်စည်ရင်ပြုစုထားတဲ့ပိုင်းတိုင်းတွေဟာတင့်ကိုလမ်းကြောင်းမှန်ပေါ်မှာရှိနေစေပြီးအချိန်ဖြုံးတိမှုတွေကိုရှော့ချပေးပါတယ်တတိယအချက်ကတော့စာဖတ်ခြင်းဒါမှမဟုတ်အသိပညာအသစ်တွေသင်ယူခြင်းပါအောင်မြင်သူတွေဟာအမြဲတမ်းသင်ယူနေသူတွေပါနေ့စဉ်15မိနစ်လောက်စာဖတ်ရုံနဲ့တနေ့ကြတဲ့အခါသင်ရဲ့အသိပညာဟာတိတိတတ်တာတိုးတက်လာမှာဖြစ်ပါတယ်စတုထအချက်ကတော့ကျမ်းမာရေးပါခန္ဓာကိုယ်ကျမ်းမာမှစိတ်ကျမ်းမာမှဖြစ်ပြီးအလုပ်တွေကိုအကောင်းဆုံးလုပ်ဆောင်နိုင်မှာပါနေ့စဉ်ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းကတင်းအစွမ်းရည်တွေကိုမြင့်တင်ပေးပြီးစိတ်ဖိစီးမှုတွေကိုရှော့ချပေးပါတယ်ပင်စမအချက်ကတော့အချိန်ကိုထိရောက်စွာစီမံခန့်ခွဲခြင်းပါအချိန်ဟာအဖို့တန်ဆုံးအရင်းမြစ်တစ်ခုဖြစ်ပါတယ်အရေးကြီးတဲ့အလုပ်တွေကိုအရင်လုပ်ပါအရေးမပါတဲ့ຢာတွေအတွက်အချိန်ပေးတာကိုရှော့ချပါစက်ထမအချက်ကတော့တနေ့တာကိုပြန်လည်ဆင်ခြင်သုံးသပ်ခြင်းပါညမအိတ်ခင်မှာဒီနေ့ဘာတွေသင်ယူခဲ့လဲဆိုတာပြန်စဉ်းစားပါကိုပြန်သုံးသပ်ခြင်းကနောက်ရက်မှာပိုကောင်းအောင်ဘာတွေပြင်ဆင်ရမလဲဆိုတာသိစေပါတယ်နောက်ဆုံးနဲ့အရေးကြီးဆုံးကလို့ဇွဲရှိရှိဆက်လုပ်ဖို့ပါပဲအလေးကျင့်ကောင်းနေဟာရွေးရှေးမှအကျိုးပေးတာပါတရက်နဲ့ရက်နဲ့မဟုတ်ဘဲလနဲ့ချီနှစ်နဲ့ချီပြီးစီကန်းရှိရှိလှုပ်ဆောင်သွားဖို့လိုအပ်ပါတယ်အောင်မြင်မှုဆိုတာစီကန်းရှိမှုရဲ့ရက်လက်ပဲဖြစ်ပါတယ်တင်းရဲ့နေ့စဉ်လှုပ်ဆောင်မှုတွေကတင်းရဲ့အနာဂတ်ကိုဖန်တီးပေးပါတယ်ဒီနေ့ကစပြီးတင်းရဲ့အလေးအကျင့်တွေကိုပြောင်းလဲကြည့်ပါတင်းဘဝဟာလည်းလိုက်ပါပြောင်းလဲနာပါလက်နဲ့မနှက်ဖြန်အထိမဆောင်ပါနဲ့ဒီနေ့ကစပြီးတင်ဖြစ်ချင်တဲ့အောင်မြင်သူတယောက်လိုရှင်းတန်းနေထိုင်ပါစောစောထားပါပန်းတိုင်ထားပါတင်ယူပါကျမ်းမအောင်နေပါအချိန်ကိုစီမံပါပြီးတော့ပြန်သုံးတက်ပါတင်မှာအောင်မြင်နိုင်တဲ့အရေးချင်းတွေရှိပြီးသားပါအဲ့ဒါကိုနေ့စဉ်အလေးအကျင့်နေနဲ့ပုံဖော်ပေးဖို့ပဲလိုပါတယ်အောင်မြင်မှုဟာလိုအပ်ချက်မဟုတ်ပါဘူးအဲ့ဒါဟာတင်နေ့စဉ်ဘာတွေလှုပ်ဆောင်နေတယ်လဲဆိုတဲ့အပေါ်မှာပဲမူတည်ပါတယ်အားလုံးပဲအောင်မြင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ကျေးဇူးတင်ပါတယ်တင်းရဲ့အောင်မြင်မှုခရီးစဉ်ကိုဒီနေ့ပဲစတင်လိုက်ပါ